အမျိုးသမီးကမယုံနိုင်လောက်တဲ့ခွန်အားနဲ့မွေးဖွားလာသူပါငါဖမ်းလို့မရတာနဲ့သူမကပေါင်းတစ်ထောင်ရှိတဲ့ကြောက်တုံးကြီးကိုရွှေ့ပြီးကန်ထဲကိုတက်တက်မတ်မတ်ပစ်ချလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲကန်ထဲကငါးတွေအားလုံးလွင့်ထွက်ကုန်ကြတယ်အဲ့ဒီအချိန်မှာသူမဆရာရောက်လာပြီးဝိညာဉ်ဆေးတွေနဲ့မွေးမြူထားတဲ့ငါးတွေကိုတပည့်ဖြစ်သူကဖျက်ဆီးပစ်လိုက်တာတွေ့သွားတယ်ဒါပေမဲ့အမျိုးသမီးကနောက်တရားတဲ့ပုံမပြပဲငါးတွေကတာမန်တတဝါတွေပါလို့ပြောခဲ့တယ်ဒါပေမဲ့ဆရာကရော်ကြီးအနေနဲ့ငွေ3ထရီလီယံပေးရမယ်လို့တောင်းဆိုပါတယ်အဲ့ဒီပမာဏကိုမစုဆောင်းနိုင်ရင်သူမတောင်ပေါ်ကနေမောင်းထုတ်ခံရမှာပါတိုက်ဆိုင်စွာပဲအမျိုးသမီးရဲ့ဝမ်းကွဲကလက်ထက်တော့မှာဖြစ်ပါတယ်သူတို့သားလောင်းကကမ္ဘာအချမ်းသာဆုံးတစ်ထည်ဖြစ်တာကြောင့်သူမတောင်အောင်ဆင်းပြီးသူ့အကူအညီတောင်းဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာဥက္ကဋ္ဌကငယ်စဉ်ကစီစဉ်ထားတဲ့လက်ထက်ပွဲကိုဖျက်သိမ်းဖို့နတ်ဆရာစီရောက်လာပြီးမြဲနတ်ဆရာကတွေးဖို့ညှင်းဆန်ခဲ့တယ်ဒေါသတကြီးနဲ့သူကစစ်ဆက်ကြောင်းလမ်းစာချုပ်ကိုဆွဲဖျက်ပစ်လိုက်တယ်ချက်ချင်းဆိုသလိုပဲကောင်းကင်ကထူးဆန်းတဲ့အတန်တွေနဲ့ဟိဟောက်လာတဲ့ဘေးကလက်ထောက်ကဖျားသခင်ရဲ့အပြစ်ပေးမှုလို့ကြောက်ရွံ့နေပေမဲ့ဥက္ကဋ္ဌကမယုံကြည်ပဲပြတ်သားနေခဲ့တယ်နောက်တစ်စက္ကန့်မှာသူကားတကားကိုလှမ်းဆွဲလိုက်တော့လက်ကတင်းတင်းကြပ်ကြပ်ကတ်သွားပြီးကားက6ကန်းပါးစီအရှိန်နဲ့ပြေးသွားတယ်ဒီအရေးကြီးတဲ့အချိန်မှာတောင်အောင်ဆင်းလာတဲ့အမျိုးသမီးကအရာအလုံးကိုမြင်တွေ့လိုက်ရတယ်ကျင်နာစိတ်နဲ့သူမကူညီဖို့ဆုံးဖြတ်လိုက်တယ်သူမကားကိုအချိန်မီတားဆီးလိုက်တဲ့ဥက္ကဋ္ဌကအချိန်ကြောင့်လွတ်ထွက်သွားပေမဲ့တန်ကောင်းစွာနဲ့အမျိုးသမီးကတိုင်းပညာတတ်တာကြောင့်လေထဲမှာပဲသူ့ကိုဖမ်းထိန်လိုက်နိုင်တယ်ဒီမြင်ကွင်းကလောက်ကျန်သူတွေရဲ့လိုက်လံတက်ဖြတ်မှုကနေတေလူနီးပါးဖြစ်ခဲ့မှုတဲ့သူ့ငယ်ဘဝအမှတ်တရတွေကိုချက်ချင်းပြန်တရိယာစေခဲ့တယ်အဲ့ဒီတုန်းကကောင်းမလေးတယောက်ပြေးထွက်လာပြီးလူတက်သမားကိုထိုးချခဲ့တာပါအမျိုးသားမသိခဲ့တာကတော့သူ့ရှိကအမျိုးသမီးဟာသူ့ကိုကယ်တင်ခဲ့မှုတဲ့အဲ့ဒီကောင်မလေးပဲဖြစ်နေတာပါသူကျေးဇူးတင်စကားပြောမလို့လှုပ်တုံးမှာပဲသူမပြောက်ကွယ်သွားတာကိုတိလိုက်ရတဲ့စုပ်ဖြဲခံလိုက်ရတဲ့စိတ်ဆက်စာချုပ်ကလည်းတနင်းနဲ့ပြန်ကောင်းမှုနေခဲ့တယ်အဲ့ဒီအချိန်ကစပြီးအမျိုးသားကအဲ့ဒီကောင်မလေးကိုပဲရှာဖွေပြီးလက်ထက်ချင်တော့တယ်ဒါကြောင့်သူကရင်တိုက်မှုဖြစ်ပြီးအပင်လူသားအခြေအနေရောက်နေပြီလို့ကြေညာဖို့ဒါမှဝီလျံမီသားစုဘက်ကစစ်ဆက်ပွဲကိုသူတို့ဘာသာဖျက်သိမ်းလာအောင်ဖိအားပေးဖို့လက်ထောက်ကိုပြောခဲ့တယ်ဒီနည်းနဲ့ဆိုရင်သူကလက်ထက်စာချုပ်ချိုးဖောက်ရမရောက်တော့ပါဘူးဒါပေမဲ့သတင်းကြတော့ဝီလျံမီသားစုထိတ်လန့်သွားကြတယ်တကယ်တော့စစ်ဆက်ပွဲကဥက္ကဋ္ဌနဲ့ဒီမျိုးသမီးကြားကပါဒါပေမဲ့အမျိုးသမီးရဲ့အတော်ကစီးစိမ်မက်လို့သူ့သမီးအရင်ကိုဥက္ကဋ္ဌနဲ့အစားထိုးလက်ထက်စီခြင်းခဲ့တာပါအခုဥက္ကဋ္ဌကအပင်လူသားဖြစ်သွားပြီဆိုတော့သူတို့နောက်ဆုတ်ချင်ကြတယ်အဲ့ဒီအချိန်မှာအမျိုးသမီးကမင်္ဂလာပွဲနေရာကိုရောက်လာခဲ့တယ်သူတို့ကသူမကိုလှည့်စားပြီးသူတို့သမီးစာပူဝါစောင်းပေးကစင်ပေါ်တင်ပေးလိုက်ကြတယ်တခင်မကြီးကသူမကိုချွေးမဖြစ်ချက်ချင်းလက်ခံလိုက်တယ်ဝီလျံမီသားစုကသူမကိုသူတို့သမီးဖြစ်ပို့လိုက်မယ်လို့ဥက္ကဋ္ဌမမျှော်လင့်ထားခဲ့ဘူးသူမကို6လက်မောင်းထုတ်ဖို့ဥက္ကဋ္ဌကတရေဟန်ဆောင်ဖို့သူ့လက်ထောက်ကိုညွှန်ကြားလိုက်တယ်ဒါပေမဲ့အမျိုးသမီးကလုံးဝမကြောက်ပါဘူးသူမလည်းပင်ကကြောက်စိမ့်ဆွဲသီးကိုတင်းငင်းစွာဖြုတ်လိုက်ပြီးအဆောင်လက်ဖွဲ့တစ်ခုကိုပေါ့ပေါ့ပပဆင့်ခေါ်ကလက်ထောက်ရဲ့နဖူးပေါ်ရိုက်ကတ်လိုက်တယ်ပြီးတော့သူမကောင်းကင်ကမိုးကြိုးကိုဆင့်ခေါ်လိုက်ပါတယ်မထင်မှတ်ပဲလေတစ်ချက်တိုက်လို့အဆောင်ကဥက္ကဋ္ဌရဲ့မျက်နှာပေါ်ရောက်သွားတဲ့မိုးကြိုးကသူ့ကိုတက်တက်ပစ်ချလိုက်ပြီးအတွင်းရောအပြင်ပါမီးကျွန်းသွားစေပါတော့တယ်